အားလုံးပဲမင်္ဂလာပါတချို့ကကျွန်တော်ကိုမေးကြတယ်drawbridge မှာလုပ်ဖို့ငွေဘယ်လောက်ရင်းရမလဲဘယ်လောက်ထိရင်းနှီးမြှုပ်နှံရမလဲလို့မေးကြတာเนาะတကယ်တော့ drawbridge ကဘာမှရင်းနှီးမြှုပ်နှံစရာမလိုဘူးဘာမှငွေကြေးရင်းနှီးစိုက်ထုတ်ပြီးလုပ်ရတယ်လို့မဟုတ်ဘူးသူ့တဲကသတ်မှတ်ထားတဲ့ promotion ထုတ်ကုန်ပစ္စည်းလေးတစ်ခုကိုတစ်ချိန်ဝယ်သုံးလိုက်တာနဲ့ကျွန်တော်တို့ရသက်ပံကျွန်တော်တို့စီးပွားလုပ်ခွင့်ပါတနာဖြစ်ချိတ်ဆက်ပြီးတော့ကျွန်တော်ကိုယ်ပိုင် ID code တစ်ခုရပြီးတော့ကျွန်တော်တို့အမြဲတမ်းဝင်ငွေရှာလို့ရတယ်စီးပွားရှာလို့ရတယ် online business လုပ်ငန်းကိုလုပ်လို့ရတယ် dropbridge နဲ့ချိတ်ဆက်ပြီးတော့เนาะအဲ့တော့ပါတနာဖြစ်သွားတာကျွန်တော်တို့ဘာမှရင်းနှီးမြှုပ်နှံစရာမလိုဘူးကျွန်တော်တို့ထုတ်ကုန်ပစ္စည်းတစ်ခုကိုဝယ်လိုက်တာလေဒါရင်းနှီးမြှုပ်နှံတာမဟုတ်ဘူးเนาะကျွန်တော်တို့ကဝယ်သုံးလိုက်တာသူက application လေးထုတ်ကုန်ပစ္စည်းတွေကိုရောင်းချတဲ့ application လေးဖြစ်တဲ့အတွက်သူတွေကထုတ်ကုန်ပစ္စည်းလေးတစ်ခုကိုဝယ်သုံးလိုက်တာ ਨੇ ကျွန်တော်တို့ကိုကွန်ပျူတာကနေပြီးတော့ကျွန်တော်တို့ကိုယ်ပိုင် link တစ်ခုနဲ့သတ်မှတ်ပြီးတော့ကျွန်တော်တို့ကုတ်ပြန်ပေးတာအဲ့ဒီကုတ်လေးနဲ့ကျွန်တော်တို့ကစပြီးတော့ကုမ္ပဏီကိုချိတ်ဆက်ဖို့အတွက်ကျွန်တော်တို့ကဝယ်ယူလိုက်တာဝယ်သုံးလိုက်တာပစ္စည်းကိုဝယ်သုံးလိုက်တာဝယ်သုံးလိုက်ပြီဆိုတာနဲ့ကျွန်တော်ကိုယ်ပိုင် ID code ချက်ချင်းပေးတယ်ကျွန်တော်တို့အဲ့ကိုယ်ပိုင် ID code နဲ့ကျွန်တော်က link ချိတ်ပြီးတော့ကျွန်တော်တို့ customer တွေကျွန်တော်တို့လုပ်ငန်းတွဲလုပ်မဲ့ partner တွေနဲ့ကျွန်တော်တို့ကချိတ်ဆက်ပြီးတော့ရာသက်ပံချိတ်ဆက်ပြီးတော့လက်တွဲပြီးတော့အလုပ်လုပ် drawbridge မှာဘာမှရင်းနှီးမြှုပ်နှံစရာမလိုဘူးเนาะကျွန်တော်တို့ကအလုပ်လုပ်မယ်ဆိုလို့ရှိရင်ဝင်ငွေရှာမယ်ဆိုလို့ရှိရင် drawbridge တွေကပစ္စည်းလေးတစ်ခုကိုတစ်ချိန်ဝယ်သုံးလိုက်တဲ့လူတွေအခုတစ်လကိုဘတ်သိန်းနဲ့တောင်းနဲ့ချီပြီးရတဲ့လူတိုင်းရတယ်တစ်သက်မှာရာသက်ပံတစ်ချိန်ဝယ်သုံးလိုက်တဲ့လူတွေကြီးပဲအကုန်လုံးကအဲ့လိုဝယ်သုံးပြီးတော့ကျွန်တော်တို့ကိုယ်ပိုင် ID code ရလာပြီဝင်ငွေတွေပြန်ရှာတာသူ့ရဲ့ needs တွေကိုလေ့လာပြီးကျွန်တော်တို့ကဒီထဲမှာအလုပ်ဝင်လုပ်ကြတာလုပ်ငန်းလုပ်ကြတာကျွန်တော်တို့က drawbridge နဲ့ partner ချိတ်ဆက်ပြီးတော့အကျိုးတူလုပ်ငန်းလုပ်ကြတာအဲဒါကြောင့်မို့ drawbridge ထဲမှာရင်းနှီးမြှုပ်နှံစရာမလိုဘူးဒီထုတ်ကုန်ပစ္စည်းတွေကို drawbridge ကုမ္ပဏီကသိန်းပေါင်းတန်းပေါင်းများစွာရင်းနှီးမြှုပ်နှံပေးထားတယ်ရင်းနှီးမြှုပ်နှံပြီးတော့အဲ့ဒီပစ္စည်းတွေအကုန်လုံးကို application ထဲမှာထည့်ပေးထားတယ်ဖုန်းထဲမှာသုံးလို့ရတဲ့ application ထဲမှာအကုန်ထည့်ပေးထားတယ် customer ကြိုက်တဲ့ပစ္စည်းကိုသူလက်ညှိုးလေးနဲ့နှိပ်ပြီးဝယ်လိုက်တာနဲ့ကျွန်တော်တို့ commission ကရတယ်ကုမ္ပဏီကဒီမှားလိုက်တဲ့ပစ္စည်းတွေကိုလည်းအကုန်ပို့ဆောင်ပေးတာအိမ်နိုင်ရာရောက်ဘယ် customer ဘယ်နှယောက်မှာသူအိမ်နိုင်ရာရောက်ပို့ပေးတယ် customer service အကုန်လုပ်ပေးတယ်ပြီးရင်အယောင်းဝယ်ပြီးတာနဲ့ကျွန်တော်တို့ commission ကိုချက်ချင်း40%ဒီအမြင့်ဆုံးခွဲပေးတယ်ဒါကုမ္ပဏီရဲ့တောင်းပြီးတော့တရားဝင်ဖြစ်အောင်အခွန်တွေဆောင်ပေးတယ်ဒါကုမ္ပဏီပိုင်းပေါ့နော်ကုမ္ပဏီကအကုန်တာဝန်ယူပြီးလုပ်ပေးထားတယ်ကျွန်တော်တို့လုပ်ရမှာကြော်ညာပေးရုံပဲဘာမှရင်းနှီးမြှုပ်နှံစရာလည်းမလိုကျွန်တော်ရင်းနှီးမြှုပ်နှံစရာလို့ပြောရင်တော့ကျွန်တော်အချိန်တခုတော့ကျွန်တော်တို့က site ထုတ်ရမယ်ပြီးရင်ကျွန်တော်တို့ပိုင်တဲ့ social media platform ပေါ့နော်ကျွန်တော်တို့ကိုယ်ပိုင် account တွေ Facebook TikTok တွေကနေကျွန်တော်တို့ဒီ application ကိုကြော်ညာမျှဝေပေးရမယ်လူတွေအများကြီးသိလာအောင်ဖုန်းထဲမှာဒေါင်းပြီးသုံးစွဲလာအောင်ကျွန်တော်တို့ကမျှဝေပေးအောင်ပဲရောင်းတဲ့ပစ္စည်းတွေကလည်း application ထဲမှာပဲရှိတယ်ဝယ်တဲ့လူတွေကလည်း application နဲ့ဖုန်းထဲကပဲနှိပ်ပြီးဝယ်မယ် dropbridge system ကလည်းအဲ့မှားတာတွေကိုသူ့ဘာသူပို့ဆောင်ပြီးအကုန်လုံးရောင်းချပေးမယ်ကျွန်တော်တို့ကူရောင်းပေးမယ်ကျွန်တော်တို့24နာရီရောင်းပေးနေမှာကျွန်တော်တို့အိမ်မှာအိတ်နေတော့မှကျွန်တော်တို့ဝင်ငွေမရက်သွားဘူးအမြဲတမ်းအယောင်းဝယ်ရရှိနေမယ်ကျွန်တော်တို့အိမ်မှာနားနေတယ်ရောင်းနေတယ်ကျွန်တော်တို့ကိုအလုပ်တစ်ခုလုပ်နေလဲကို application ကရောင်းနေမယ်ကျွန်တော်တို့အမြဲတမ်းဖုန်းထဲကိုကျွန်တော်တို့ရဲ့ဒီ dropbridge account တွေကိုသူကအမြဲတမ်းငွေဝင်တဲ့အကြောင်းအမြဲတမ်း message ပို့နေမယ်ကျွန်တော်တို့ကငွေစည့်လိုက်အောင်ကျွန်တော်တို့ကဒါဘာမှမရှိဘူး dropbridge မှာကလေးလာတင်ယူပြီးတော့လုပ်ရုံပဲကြော်ညာပေးရုံပဲဘာမှပစ္စည်းလိုက်ရောင်းရတာလိုက်ပို့ရတာ customer တွေလိုက်ပြီးတော့ရှာပြီးတော့စီးရုံးပြီးတော့လုပ်ရတာမဟုတ်ဘူးเนาะကျွန်တော်တို့က link နဲ့ကြော်ညာပေးပြီးတော့ချိတ်ဆက်ပေးရုံပဲ customer သူ့ဘာသူဝယ်သွားလိမ့်မယ်အကုန်လုံးသူ့ဟာသူလုပ်သွားမှာအကုန်လုံး auto စနစ်တွေကျွန်တော်တို့ကကြော်ညာပေးရုံပဲကြော်ညာပြီးရင်ကျွန်တော်တို့တာဝန်ပြီးပြီတော့เนาะပြီးရင်ဒီစိတ်ဝင်စားလာပြီကိုယ့်ရဲ့ဒီလုပ်ငန်းလုပ်ချင်တဲ့ကိုယ့်ရဲ့ partner တွေဒါတွေကိုလည်းကုမ္ပဏီနဲ့လက်တွဲလို့ရအောင်ကျွန်တော်တို့ကိုယ်ပိုင် ID link နဲ့ချိတ်ဆက်ပေးရမှာဒါပဲကျွန်တော်တို့လုပ်ပါကျွန်တော်တို့ကလေးလာတင်ယူပြီးပြန်လည်မျှဝေပေးရုံပဲ dropbridge မှာလုပ်စရာဘာမှမရှိဘူးဒါကြောင့် dropbridge မှာရင်းနှီးမြှုပ်နှံစရာမလိုဘူးလို့ကျွန်တော်တို့ကပြောတာပါ
ဘာမှရင်းနှီးစရာမလိုကျွန်တော်တို့ပစ္စည်းလေးတစ်ခါဟိုဟာဝယ်သုံးတာကျွန်တော်တို့ဒါရင်းနှီးမြုပ်နှံတာမဟုတ်ဘူးကျွန်တော်အပြင်မှာလည်းဆိုင်တွေမှာလည်းကျွန်တော်ပစ္စည်းတွေဝယ်ပြီးသုံးတာပဲလေဒီ application မှာလည်းဒီလိုပဲဝယ်ပြီးသုံးတာဒါကိုရင်းနှီးမြုပ်နှံတယ်လို့ကျွန်တော်တို့ပြောလို့မရဘူးเนาะကိုပစ္စည်းသုံးလိုက်တာရင်းနှီးမြုပ်နှံနေဆိုတာချက်ချင်းကြီးဘာမှပြန်မရဘဲနဲ့ပတ်စံတွေကိုထည့်တာနောက်တစ်လားနှစ်လားတစ်နှစ်နေမှငွေပြန်ပေါ်အဲရင်းနှီးမြုပ်နှံတာစီးပွားရေးလုပ်တာเนาะဒီမှာကုန်တွေကအကုန်လုံးအစင်သစ်လုပ်ပြီးသားအကုန်လုံးစနစ်တွေကအကုန် system တွေအကုန်လုပ်ပြီးသားဘာမှမသိနားမလဲလို့တော့လုပ်လို့ရရင်လုပ်ငန်းဒီလုပ်ငန်းကျွန်တော်တို့သူ့ရဲ့ဒီဘယ်လိုလုပ်ရမလဲဘယ်လိုကြော်ညာမလဲဆိုတာသိရင်အကုန်လုပ်လို့ရတယ်ဒါကို live မျှဝေပေးခြင်းပဲဖြစ်ပါတယ် Drawbits ကိုလေ့လာကြပါဒါဒုတိယဝင်ငွေရလမ်းကြောင်းအမှန်ဖြစ်တယ်ဆိုတော့ကျွန်တော်တိုက်တွန်းပါတယ်အကြံပေးပါတယ်အားလုံးပဲအဆင်ပြေကြပါစေ